ထိပ်သီးနဲ့1 chain ကဏ္ဍလေးတော့ပြပြီးရဆိုတော့နော်သူကတော့ထိပ်ဒီ1 chain ကဏ္ဍအတွက်နေဟောင်းပြန်ဝင်လာတဲ့အတွက်ဒီခုံတုံညနေစားတဲ့အတွက်ကြောင့်မိတ်ဆွေတို့ခုံတုံညနေပဲစားတော့ပြပြီးရဆိုတော့နော်ထိပ်သီးရင်ကြည့်မယ်ခုံတုံညနေစားမယ်ဆိုတော့နော်ခုံတုံညဆိုတော့ကျွန်တော်တို့ခုံပြီးရင်ဒီလိုယူရနော်ရှေ့ကိုတုံညတစ်ဆိုပြီးကျွန်တော်တို့အမြဲတမ်းထိပ်စီးကဏ္ဍလေးသူ့ကိုအမြဲတမ်းယူတော့ပေါ့နော်ဆိုတော့ပြောရင်တော့ထိပ်စီးကဏ္ဍဆိုရင်ဘာရလဲဆိုတော့ကျွန်တော်ထိပ်စီးယူမယ်ဆိုရင်ကျွန်တော်အမြဲတမ်းယူတာထိပ်တီးဒီနော်ထိပ်တီးဆိုရင်ကျွန်တော်ဘာရမလဲတုံညနဲ့တက်ပေါ့ပြောတော့ဒီတုံညနဲ့တက်ထိပ်တီးရတုံညတက်အမြဲတမ်းယူတော့အဲ့လိုပေါ့နော်ထော်ရဲ့ကဏ္ဍကြည့်မယ်ဆိုရင်ထော်ရဲ့ကဏ္ဍဒီတက်ရှစ်လေးထော်ရမယ်ဆိုတော့နော်ဒါဆိုရင်ကျွန်တော်တို့ထိပ်တီးဒီတုံညတက်ဆိုတော့ဒီတက်ပေါ့နော်ဒီတက်ပေါ့ထိပ်တီးရတက်ပေါ့အဲ့လိုမျိုးဆိုတော့နော်ကဲကျွန်တော်မိတ်ဆွေတို့1 chain ဒါထိပ်စီးပြီးမှ1 chain သွားမယ်နော်မိတ်ဆွေတို့နော်ကဲသွားကြည့်အောင်ထော်ရဒီတစ်ရှစ်လေးနဲ့ပြန်သွားရအောင်ဆိုတော့နော်ရှစ်လေးနဲ့ပြန်သွားရမယ်ဆိုတော့နော်တစ်ရှစ်လေးဆိုတော့ကျွန်တော်တို့ထိပ်စီးရဖို့ဘယ်လိုယူလဲဆိုတော့တစ်ပင်နဲ့3 4ဆိုပြီးကျွန်တော်တို့3 4 5ပေါ့အဲ့လိုပြီးတော့ကျွန်တော်တို့ဒီထိပ်သီးလေးပေါ့နော်ဒါတော့ထိပ်သီးပေါ့နော်ယူမဲ့ကဏ္ဍဒီထိပ်သီးယူမဲ့ကဏ္ဍဒီပေါ့နော်ထိပ်သီးရနော်ယူမဲ့ကဏ္ဍဒီ4 5ပေါ့4 5ဆိုတော့ထောက်ရကဏ္ဍပါထောက်ရလဲဆိုတော့4 9 5ထောက်ရတယ်ဒါဆိုကျွန်တော်တို့ထိပ်သီးဒီ4ဟာမျိုးစေတော့အပိတ်ရ9ပြန်လာတယ်ဒါမျိုးစေတော့နော်ဒီအပိတ်ရပြန်လာအလုံးစလုံးဝင်သွားတာပေါ့ဒီတစ်ပတ်တော့ဘယ်လိုလာမလို့မတီးဒါမဲ့မိတ်ဆွေတို့ကျွန်တော်မြင်တော့တွေ့တော့မိတ်ဆွေတို့ထပ်မြောက်ဝေမယ်လို့ဆိုတော့နော်တွားကြည့်အောင်ထားသွားတဲ့ဒီ4 9 5နဲ့ပြန်တွားမယ်ဆိုတော့နော်ထိပ်တီးယူမယ်ဆိုရင်ဘယ်လိုယူမလဲ4ပြီးရင်5 6 8နော်ဒါဆိုကျွန်တော်တို့ယူမဲ့ထိပ်တီးဒီနော်ယူမဲ့ထိပ်တီး8ပေါ့နော်မဆိုဟာလား8နော်8ပေါ့ဒီတစ်ပတ်နော်ဒီတစ်ပတ်ကျွန်တော်ထိပ်တီးဒီ8ရတယ်8ရတယ်ဆိုတော့ကျွန်တော်တို့ဒီဒီသူ့ရဲ့1 chain ကဏ္ဍလေးကိုကျွန်တော်ထပ်မြောက်ဝင်မယ်ဆိုတော့1 chain ကဏ္ဍလေးကိုကြည့်မယ်ဆိုတော့ပြောင်းဆိုတော့ဒီခုံတုံညနေပဲပြန်သွားမယ်နော်ခုံတုံညနေဒီ1 chain ကဏ္ဍလေးပေါ့နော်သူကဒီလိုလာတဲ့အတွက်မိတ်ဆွေတို့ကိုကျွန်တော်မြောက်ဝင်ပြရင်နော်သူကဒီထောက်ထားတဲ့ဒီခုံတုံညကိုဒီကနေသူကပဲတွက်နည်းဒီကနေပဲစလာဒီခုံတုံညနေဒီစက်တိုင်းလာနေဒီပြန်ဝင်လာတာပေါ့နော်ပြောရရင်တော့ဒီလိုပဲဒီခုံတုံညဆိုရင်ဒီလိုတွက်လာပြီဆိုခွန်ပြီးရင်ရှစ်ဒီမှာလဲခွန်ပြီးရင်ရှစ်တုံညပြီးတဲ့အဲ့လိုလေဒီလိုပဲပေါ့ဒီမှာရှစ်ပြီးကိုတေးပြီးနဲ့အဲ့လိုပေါ့9ပြီးရင်3ည9ပြီးရင်3ည2ပြီးရင်3 3ညပြီးရင်တက်3ညပြီးရင်တက်3ပြီးရင်4ဘလောက်ပါမင်းဆိုတော့ဒီအားလုံး1 chain 4လုံးပဲရှိရမင်းဆိုတော့ဒီ4လုံးထဲကပဲเนาะဒီ4လုံးကပြောရင်တော့သူ့ရဲ့1 chain လာမယ်အဲ့လိုပေါ့သူပြန်ဝင်တာပေါ့ဒီမိသွားတော့ထောက်ကဏ္ဍကြည့်မယ်ဆိုရင်သူကထောက်လဲဆိုတော့
တေရှိလေးထော်တော့ဟာမဆိုတေရှိလေးထော်လဲဆိုတော့ကျွန်တော်ရတဲ့ one chain ဒီတစ်လုံးပေါ့ပြီးရင်ဒီတစ်လုံးနော်သူက one chain နော်မရှိတော့နော်ကဲကျွန်တော်ဆက်တော့ကြည့်အောင်မရှိတော့ထော်ရတဲ့ဒီတေရှိလေးနဲ့ပြန်တွားမယ်တေရှိလေးဟုတ်လားအဲ့ဒီတေရှိလေးကခုနလိုမျိုးပဲတေပင်နဲ့ရှစ်ပင်ကိုလေးပင်ငါနေပင်3ကိုပင်3ည5ပင်6 3ပင်4 3ညပင်တဲ့6ပင်ခွန်4ပင်5တေပင်နဲ့ခွန်ပင်8ဒါဆိုရင်ကျွန်တော်တို့ရတဲ့ one chain အားလုံး၄လုံးရှိမယ်မိတ်ဆွေတို့เนาะဒီ၄လုံးကထဲသူကလာမယ်လို့ one chain ထော်ရကနပါထော်ရဆိုရင်ဒီပါထော်ရကနဒီ4 9ဟာလားမိတ်ဆွေတို့4 9ဆိုတော့ကျွန်တော်တို့ရဲ့ one chain ဒီတစ်လုံးမိတ်ဆွေတို့เนาะ one chain လေးနေရာလာเนาะကဲသူကဒီနှစ်ခေါက်လာဆိုရင်ဒါတာတီယာမြောက်တာတီယာမြောက်ပါတော့မိတ်ဆွေတို့เนาะတာတီယာမြောက်ဒီမိတ်ဆွေတို့ဒီတာနီလေးကြိုက်တယ်ဆိုရင်လည်းတော့သုံးပါတော့ထောက်ထားတဲ့ဒီ4 9 5နဲ့ပြန်သွားမယ်เนาะ4 9 5ဆိုတော့ကျွန်တော်ဒီရေး4ပင်5 9ပင်3ည5ပင်6 5ပင်6 3ညပင်တဲ့6ပင်ခွန်6ပင်ခွန်တေပင်နဲ့ခွန်ပင်8ခွန်ပင်8နေပင်3ခွန်ပင်98ပင်9 sorry ဒါ၄လုံးရှိရမယ်ဆိုတော့เนาะဒီတော့နီးကသူအားလုံးဒီ၄လုံးထဲက one chain လာမယ်ဆိုတော့เนาะ၄လုံးထဲက one chain ပေါ့ one chain နော်ဆိုတော့ဒီတော့ဒီလေးကြိုက်တယ်ဆိုရင်ယူရောကစားကြည့်တော့မယ်ဆိုတော့ဒီတော့နီးလည်းမဆိုးတော့မယ်ဆိုတော့သူကစက်တာရဲ့ဝင်လာနေပါတယ်မယ်ဆိုတော့နော်ဒီလာမဲ့ဒီလာမဲ့ဒီ16ရဲ့9လ2016မယ်ဆိုတော့ဒီတော့နီးလေးကြိုက်ရင်မယ်ဆိုတော့ဒီတော့နီးဒီခုနထိပ်စီးနဲ့ဒီ one chain နဲ့တော့မြတ်ကြည့်လိုက်မယ်ဆိုရင်ညီကြည့်လိုက်ပါတော့ဒါဒီမိတ်ဆွေမြင်တလောက်တော့မိတ်ဆွေတို့ကိုမြဝေပေးနေထပ်တွေ့တယ်ဆိုရင်ကျွန်တော်မိတ်ဆွေတို့ထပ်ဆင်းမေးမယ်တော့